အားလုံးပဲမင်္ဂလာပါຫນွေဦးနိုရသိန်း YouTube Channel လေးကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ကတော့တောင်းရီပဲဖြစ်ပါတယ်ဒီနေ့မှာတော့စာရေးဆရာကြီးမောင်ဝဏရေးသားထားတဲ့ဟစ်တလာနဲ့တငယ်ချင်းဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့တငယ်ချင်းတယောက်ခီးတစ်ခုကအတူတူပြန်လာကြပါတယ်။အညာကနေမီးရထားနဲ့ပြန်လာကြတာပါ။တငယ်ချင်းတယောက်ထင်ရမြင်ရတယ်ပြောရင်အချိန်ဖြုံးရပါတယ်။မီးရထားကခီးရှည်စီးရမှာဆိုတော့လမ်းမှာထွေရလေးပါရှောက်ပြောမှခီးကြုံတယ်လို့ဖြစ်မှာပေါ့။အကွာဝေးရတော့ဒါပါပဲ။ဒါပေမဲ့ထင်ရမြင်ရတယ်ရှောက်ပြောနေတော့အချိန်ကုန်လို့ကုန်မှမသိဖြစ်တာပေါ့ဗျာ။အိုင်စတန်ပြောဘူးတယ်။ပန်းညံထဲမှာချစ်သူနဲ့အတူတူတနားကြီးကြောင်ထိုင်ရတာနဲ့လူကြီးခေါင်းခေါင်းမိဖို့ကြီးဘေးနာတနာကြီးနေရတဲ့အချိန်ချင်းမတူဘူးဆိုပဲအဲ့ဒါနဲ့ဆိုင်မဆိုင်တော့မသိဘူးဗျာကျွန်တော်တို့နေအောင်လဲစိတ်ထင်ရတယ်ဟိုပြောဒီပြောရင်အချိန်ဖြုံးကြပါတယ်ကျွန်တော်တကယ်ချင်းကအရက်ကြိုက်တယ်ခင်ဗျကြိုက်လို့အလွန်ကျွံတောက်သလားဆိုတော့လည်းမဟုတ်ဘူးတခါတော့တငုံလောက်နဲ့တဏီကုံကြည့်လေရှိတယ်အဲ့ဒါကလည်းမြဲတမ်းရင်မဟုတ်ဘူးအခုလိုခီးသွားတဲ့အခါဒါမှမဟုတ်ရင်လည်းအားလက်တဲ့အချိန်ဒီမှာစကားပြောဖို့နဲ့အရက်ကလေးတောက်ပြီးအပန်းဖြေတဲ့သဘောပါဒါဝိသည်သူ့အိမ်မှာဆိုသူ့ဇနီးကသူ့ကိုထိန်းတဲ့ညနေ9နာရီမထိုးမချင်းအိမ်မှာအရက်မတောက်ရဘူးဆိုပဲအရက်ကြိုက်တဲ့လူကိုအဲ့ဒါလိုထိန်းရင်တော်တော်အနေရခတ်တာကလားဘာကြောင့်ဆိုကျွန်တော်လည်းအရက်ကြိုက်ဘူးတောက်ဘူးလို့ကိုချင်းစားတတ်တာပါညနေ9နာရီကျမှအရက်တောက်ရမယ်ဆိုရင်နာရီပဲတကြီးကြီးလုံနေလေးရှိတာပါအဲ့ဒီလိုချိန်မိုးမှာအလုတ်လုပ်เสียရှိလဲစိတ်မဖြောင်းတော့ဘူးအလုတ်မလုပ်ဖြစ်ဘူးဆိုပါတော့ဗျာကျွန်တော်တို့လူကအချိန်ကန့်တန်ပြီးမနဲ့9နာရီရုံးတက်ညနေ4နာရီရုံးစင်းဆိုတာမျိုးမှမဟုတ်တာကျွန်တော်တို့အရက်တောက်တုံးကတောက်ဖို့တောက်ဖက်ချင်းညှိပြီးညနေ4နာရီခွဲကျမှအရက်ဆိုင်သွားမယ်လို့သဘောတူညီချက်လှုပ်ထားဘူးပါတယ်အဲ့ဒီတော့4နာရီမခွဲမချင်းနာရီတကြီးကြီးပါပဲနေကင်းလက်ဖက်ကြီးတောက်ပြီးကနေကဘာလို့မှမေရမလုပ်တော့ဘူးလေပဲထိုင်ပြစ်နေကြတာညနေ4နာရီလဲထိုးရောရွာစီဖင်တကြွဖြစ်တာပဲ4နာရီခွဲတာနဲ့42လမ်းစဉ်အတိုင်းလိုက်နာချီတက်တော့တာပေါ့42လမ်းစဉ်ဆိုတာက42လမ်းအရက်ဆိုင်ကိုသွားကြတာပြောတာပါအဲ့ဒီတော့ကျွန်တော်တို့တွေကြားထဲမှာအဲ့ဒါလိုစကားလုံးတွေ3လေရှိပါတယ်55လမ်းစဉ်42လမ်းစဉ်ထော်လီကွေးလမ်းစဉ်ပဇွန်တောင်လမ်းစဉ်စသဖြင့်ပေါ့ဗျာအဲ့ဒီနေရာတွေ42လမ်း55လမ်းပဇွန်တောင်ပန်းချံထော်လီကွေးစသဖြင့်တွေဟာအရက်ဖြူဆိုင်ကြီးတွေရှိတဲ့နေရာတွေပါပတ်စံပေါ်တဲ့အချိန်ကျတော့ပြန်လည်ပြင်ဆင်ရေးလမ်းစဉ်ဆိုပြီးကန်နာစထရင်းဟိုတယ်ကိုသွားတာပေါ့ဗျာတခါတလေရက်ဖြူတောင်မတောက်နိုင်တဲ့အခါ UG လမ်းစဉ်ကိုနာမည်ပေးခဲ့သည်တော့ရသွားတောက်တာကိုပြောတာပါအဲ့ဒါလိုညနေမဆောင်မချင်းမတောက်ဘူးလို့တိုင်ပင်ညီညွတ်ကြတော့နေကင်းမိုင်းတစ်ခွက်တစ်ဖလားမောတဲ့ကိစ္စတော့ရှင်းသွားပါရဲ့ဒါပေမဲ့နေကင်းအစားညနေဘက်မှာပိုတောက်ဖြစ်လာတယ်နေကင်းလည်းအလုံးမဲရမလုပ်ဖြစ်တော့ဘူးပုံနှိမ့်တိုက်ထိုင်ပြီးစာကြီးတယ်ဆိုပေမဲ့နေ့လယ်2နာရီကျော်ကလေးကစာမကြီးတော့ပဲလေပဲပန်းနေရတာပါ4နာရီခွဲကိုကြော်တာနဲ့ခင်ဟောင်းသရှင်းလို့ညှော်ပေါ့4နာရီထိုးပြီးပေါ့နောက်တော့ဒီနီးလည်းသိမ့်မနှိမ့်ပါဘူးဆိုပြီးတောက်ချင်တဲ့အချိန်တောက်မတောက်ချင်တဲ့အချိန်မတောက်နဲ့ဆိုတဲ့ liberal လမ်းစဉ်ကိုကျင့်သုံးခဲ့ကြသဘောဗျာနောက်တော့အရက်မတောက်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြပါတယ်ကျွန်တော်တို့တောက်ဖို့တောက်ဖက်အားလုံးလိုအရက်ပြက်သွားကြပါတယ်အရက်ဆက်တောက်တဲ့ငနေတွေကကျွန်တော်တို့ကိုသွေးဖဲကြီးသမားတွေတဲ့ဘာပြောမတောက်ချင်လို့မတောက်တာဘာဖြစ်ရအောင်မလဲအရက်ကမကောင်းဘူးလို့အရက်တောက်တဲ့လူတွေပဲပြောကြတာများတယ်တကယ်တော့အရက်ကသူ့ဘာသာသူနေတာတောက်တဲ့လူကတောက်လို့မူးလို့ရမ်းလို့ဘာလို့နဲ့အရက်ကကြားချောင်နာမည်ပြရတယ်ကျွန်တော်တကယ်ချင်းအိမ်မှာဆိုခုနကပြောသလိုညနေ9နာရီကျမှအရက်စတောက်ရတဲ့သူဇနီးကထိမ့်စောင့်ရှောက်ထားတဲ့အရင်ကမြောင်းတဲ့ခေါင်းဆိုင်အောင်တောက်ခဲ့တာသူငငယ်ကအစိုးရလုပ်တခုဝင်လုပ်တယ်အရာရှိပေါ့စားဖို့ဗျာနောက်အစိုးရလုပ်ကထွက်လိုက်တယ်စီးပွားရေးပါလေးလုပ်တဲ့မောင်မြင်မောင်သူကတက္ကသိုလ်တစ်ခုကဘွဲကြီးလေးရတယ်ပညာလေးသင်ထားတတ်ထားလေတော့သူပညာနဲ့ဆိုင်တဲ့လုပ်ငန်းလေးပါလေးလုပ်တယ်တူပြောရရင်အကြံပေးလို့ဘာလို့ပေါ့ဗျာ assignment ဆိုလာယူပြီးလုပ်တဲ့ရုံးတက်စရာမလိုဘူးအိမ်မှာပဲလုပ်လို့ရတယ်
တလားတစ်ခါလောက်စီဝေးသွားထိုင်မုံစားလက်ဖက်ရည်တော့တောင်ပြောမြောက်ပြောလုံးရင်ပြီးတဲ့ဒီလိုနဲ့စားဝတ်နေရေးအစဉ်ပြေတော့ဗျာအသက်ရတော့သားသမီးတွေလည်းလက်လွတ်ရပြီသူတို့လုံနဲ့သူတို့ပါဇက်ပေါက်သူတို့ဘာသာဖြည့်နိုင်ပြီဒီတော့ငနေသားအနေချောင်းလာတာပေါ့ဒါပေမဲ့လှုပ်တော့လှုပ်ရသေးတာပေါ့ဗျာအလုံးမလုံးပဲထိုင်စားနေလို့မှမဖြစ်တာထိုင်စားနေနိုင်လေကောင်းမှမကောင်းတာဒါနဲ့ခုနပြောတဲ့အဆိုင်မန်ဆိုတာလေးတွေယူပြီးအိမ်မှာပဲအလုံးလုံးတဲ့ပြည်သနာကသူ့လေဒီကြီးပဲအသက်ကြီးမှအရက်ဆွဲမှစိုးလို့တို့အရက်ထဲမူးလဲနေမှစိုးလို့တို့ရှောက်ပြောပြီးဘာမှန်ရီရမသေးကြတဲ့အကြောင်းပြချက်တွေနဲ့ငနေသားကိုအိမ်မှာပဲအရက်တော့တဲ့ဝီစကီတဲ့ဒါပေမဲ့ညနေ9 နာရီကျမှတောက်တဲ့တိရတဲ့အလုံးလုံးရဆိုကိုငနေရလေအပါဗျနေကင်းဆိုပူတယ်အေးတယ်အိုက်တယ်လောင်နေပါတဲ့အကြောင်းပြပြီးအပြင်ထွက်တယ်ကော်ဖီဆိုင်ထိုင်းတွေ့တယ်လူနဲ့လေပန်းစောက်တန်းလျှောက်ကောင်းမလေးတွေငန်းစတာတွေလုတ်တယ်ညနေ4 နာရီခွဲလောက်မှအိမ်ပြန်တယ်အိမ်ပြန်ရောက်ပြီလို့15 မိနစ်နာရီဝက်လောက်ဆိုသူ့အတွက်သူ့လေဒီကြီးကဝီစကီ2 ပတ်ငှဲ့ပေးတဲ့အစားတော့အမီးလဲစီစဉ်ပေးတဲ့ပြောလို့ပြောတာမဟုတ်ဘူးသူမိန်းမအချက်ပြုတ်ကြိုးလို့ကောင်းတယ်ဗျအရက်နေမြည်ဖို့ကစွန်းရွက်ကြော်တာစပယ်ရှယ်ပဲအသားလုံးကိုဂျုံမုံလေးတွေမှန်ပြီးကြော်တာလဲအကောင်းစားဗျ12 မျိုးဟင်းညိုဆိုတရုတ်တန်းဆလံပေးရမယ်သူမိန်းမတော့စိတ်လိုလက်ရရှိရင်ကျွန်တော်တို့ကိုခေါ်ပြီးထမင်းကျွေးလေရှိတယ်ဟင်းချက်ကောင်းတာတော့အမှန်ပဲဒါပေမဲ့ခတ်တာကသူ့ယောက်ျားကိုအရက်လွန်သွားမှစိုးရိမ်တာပဲဒါကြောင့်ညနေ9 နာရီမှာဝီစကီ2 ပတ်တိုက်တယ်အမီးကောင်းကောင်းကျွေးတယ်အများအားဖြင့်တော့ကစွန်းရွက်ကြော်ပဲဒီအချိန်လောက်ကြာမှငနေသားလှုပ်เสียရှိတဲ့အလုပ်ကလေးကောက်လုပ်တယ်တဲ့ထွေထွေထူးထူးခက်ခက်ကြီးမဟုတ်ပါဘူးဗျာသူသင်ခဲ့တဲ့ပညာရက်နဲ့ပတ်သက်တာကိုပြန်ပြီးရေးချွတ်ရတာပါသူကြံပေးရတဲ့ကုမ္ပဏီကိစ္စမှတ်ချက်လေးပါလေးရေးပေးပြီးရင်ပြီးတာပဲဒါဝင်ကနေကအလုပ်ကြီးအကင်ကြီးအုံနောက်အင်မတန်သုံးရတဲ့ပုံစံမျိုးဟန်လုပ်ပြီးမိန်းမကအရက်တိုက်တာကိုဇိမ်နဲ့တောက်နေတာကောင်းမကြည့်ဘူးလို့ဘာလို့ပြောဒါဆိုမိန်းမအရက်တစ်ပတ်လောက်ထပ်တိုက်အလုံးလို့သူ့ဘာသာနာမည်တက်ထားတဲ့တောင်ချင်းမြောက်ချင်းကိစ္စလုပ်ခေါင်းကုတ်လိုက်ဖင်ကုတ်လိုက်လို့နောက်ထပ်တစ်ပတ်လောက်ထပ်တော့4-5 ပတ်လောက်ထိလက်ကောက်ကြပြီးရအောင်တော့ပြီးရင်မိန်းမထမင်းကျွေးရောထမင်းမစားခြင်းဘူးဆိုလို့လည်းမရဘူးထမင်းစားရရောထမင်းစားပြီးတော့စာဆောင်လေးပါလေးဖတ်အောင်ဆောင်တီဗီကြည့်ရင်ကြည့်ညင်နဲ့တော့မနှိမ်ပါဘူးသူ့အိမ်မှာအဲ့ဒါလိုနေရတယ်ဆိုတာကျွန်တော်တို့ကသိရတော့သူ့ကိုကျွန်တော်ကပြောတယ်မင်းဖြစ်ကစက်ကထဲကဝုံဝင်ကြီးနဲ့တူနေပြီကွလူကြားကောင်ဝုံဝင်ကြီးလို့သုံးလိုက်တာပါတငယ်ချင်းချင်းပြောတာတော့ခွေးလိမ်မကြီးလို့ပြောတာဘလို့တူတာတော့ဟာစက်ကထဲကဝုံဝင်ကြီးတွေဆိုဘောလုံးကြီးပေါ်မှာလမ်းလျှောက်ပြရတယ်စက်ကခုံပေါ်တစ်ပတ်လျှောက်ပြပြီးရင်လိုက်ကကြားဝင်တစ်သီးတစ်လုံးကျွေးတာစားနောက်တစ်ပတ်ဘောလုံးကြီးပေါ်မှာလမ်းလျှောက်ပြနောက်တစ်ခါလိုက်ကကြားထဲဝင်တစ်သီးစားရမင်းလေအကောင်ရတော်တော့ကွာမင်းအိမ်မှာငါလိုဝီစကီတောက်ရလားဟုတ်ပါတယ်ငါအိမ်မှာဝီစကီမတောက်ရပါဘူးဒါပေမဲ့မင်းလိုစက်ကထဲကဝုံဝင်ပုံစံတော့မလုပ်ရဘူးကွစာရေးခြင်းရေးမရေးခြင်းနေဈေးဘူးပြန်ရင်တော့ရေးခြင်းမရေးခြင်းရေးရတာပေါ့ကွာဒါပြောတာကွာငါကစီမံကိစ္စမှာတတ်ထားတော့မင်းတို့လိုစာရေးတဲ့ကောင်တွေလိုမဟုတ်ဘူးပညာရှင်နေရာမှာနေလို့ရတယ်မင်းကြောင့်ငါသိပါတယ်ကွာကျောင်းမှာတော့အမှန်မှချစ်ပြီးစာမိုးဝဲဖြစ်ရင်နန်ကြားလက်ထိုးထောက်ပြီးထင်ရစွတ်ဖြေခဲ့တာများနန်ကြားလက်ညှိုးထောက်ပြီးဆုံးဖြတ်ရတာဘလောက်ခက်ခဲတယ်လဲသိရလားဟမ်တောက်ပေါ့ကိစ္စတစ်ခုကိုမှားတယ်လို့ပြောရတာလွယ်တယ်မှတ်လားမင်းကတော့နန်ကြားထောက်ပြီးရှင်းနေတာပါကွာနန်ညာထောက်ဂျိုင်းညာထောက်လုပ်ငန်းတစ်ခုမှအကြံပေးရတယ်ဆိုတာမလွယ်ဘူးလို့မှတ်ထားဘလို့ပဲဖြစ်ဖြစ်အကြံပေးလို့ဘာလို့နဲ့မင်းလုံမှာမင်းမာသာဘလောက်ကြီးကျယ်မင်းမှာတော့မင်းကစက်ကထဲကဝဝင်မယ်အရက်တစ်ပတ်တောက်ရဖို့ရေးဖင်ကုတ်ကောင်းကုန်းနဲ့အကြံထုတ်တယ်လို့ဘာလို့လို့စာအုပ်ထူကြီးတွေဟိုလန်ဒီလန်လို့မင်းမကနောက်ထပ်တစ်ပတ်ထပ်တိုက်မင်းကတောင်ချင်းမြောက်ချင်းတစ်ခါလို့တစ်ပတ်ထပ်တောင်းစက်ကထဲကဝဝင်ကမှတုံးမယ်ဂရူဂရေလှုပ်လို့ရသေးတယ်ထားတော့မင်းတို့ကငါ့လိုတောင်ချင်းမြောက်ချင်းနဲ့ပတ်စံဖြစ်လာဖြစ်တာဘောကွာစာရေးတဲ့ရင်တောင်ချင်းမြောက်ချင်းဝတ္ထုဖြစ်တောင်ရေးမြောက်ရေးစောင်းပါပေးပဲမင်းလိုကောင်းနေရောက်မြမစားပေးမတိုးတက်တာမင်းလုံလားကွာဗာသီးဘာသာနေစမ်းပါကွာငါမတည်ဘူးမှတ်လားမင်းစာမူကာလေးနဲ့ဈေးဘိုးကလောက်တာမဟုတ်ဘူးမင်းမိန်းမအိမ်ဆိုင်ဖွင့်ထားလို့ထမင်းလေးစားနေရတဲ့အကောင်ဘာဖြစ်ဖြစ်လေငါကတော့မင်းလိုစက်ကထဲဝဝင်လို့မဟုတ်ဘူးမိန်းမထမရေဒီနာခိုးစားနေရတဲ့ကောင်ကများထမရေဒီနာခိုးစားတယ်ဆိုတာလူကြလို့သာမကောင်းတာအနေစားတော့ချောင်းနေကွ
ငါသိပါတယ်မင်းကကိုအောင်ရင်လက်ဖက်ရည်ဆိုင်ထိုင်တော့တော့တငယ်ချင်းမျောပြီးလက်ဖက်ရည်ကတ်တော့နေခဲ့တဲ့အကောင်မင်းတို့စာမေးပွဲမှာခိုးချပြီး credit ထွက်တဲ့ကောင်မဟုတ်ဘူးကွမင်းကတော့ခိုးချတာတော့ credit မထွက်ဘူး bachelor တောင်တနာသဖြင့်အမှန်နဲ့အောင်ခဲ့တဲ့ကောင်မင်းရသူများရေးပြီးသားတီစစ်တွေကူးချပြီးအမေရခဲ့တဲ့ကောင်ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်တွေ့ရင်လွတ်လွတ်လပ်လပ်ထင်ရရှောက်ပြောကြလေရှိပါတယ်အဲ့ဒါလိုတငယ်ချင်းတွေနဲ့တွေ့တဲ့အခိုက်ထင်ရမြင်ရပြောရင်တငယ်ပြန်ရတာတော်တော်နှိမ့်ပါတယ်အသက်တွေမေထားလိုက်ကြတဲ့သဘောပေါ့ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်မန္တလေးမှာတွေ့တယ်ယထာတစ်စင်းနဲ့ထိုင်ကုန်အတူရအောင်လက်မှတ်ဝယ်ကြပါတယ်သူကအရက်ကြိုက်တယ်လေတော့မန္တလေးမှာဝီစကီတစ်လုံးဝယ်တယ်အဲ့ဒီကောင်ဝီစကီဝယ်ပုံကလည်းရိုက်ပေါက်မန္တလေးကအရက်ကြီးတီးတန်ရောက်တဲ့စတိုးဆိုင်ကြီးတစ်ဆိုင်ကိုဝင်တယ်ငနေသားရဲ့ဂိုက်ကယူရီယာကြည့်ရင်အငိမ့်စားရာရှိကြီးတစ်ယောက်နဲ့တူနေတယ်ဟုတ်တော့လေဟုတ်ပါတယ်လေသူကကုမ္ပဏီကြီးတစ်ခုမှာ chairman ဆိုလား CEO ဆိုလား E ဆိုလားအကြံပေး director ဆိုလားလူကတတ်တရရနေလေးရှိတော့ဂိုက်ထွားတဲ့ပေါ့ဆိုင်ထဲဝင်သွားပြီးတော့သူတောက်နေကြဝီစကီမေးတယ်ဘယ်လင်တင်ရှိလားတဲ့ကျွန်တော်ကဟဲ့ဘယ်လာတင်ဝီစကီလို့ကြောက်ပေါင်ကွာဘယ်လာတင်ကဟိဝင်တာတော့တဲ့ပုံနေတာသေတောင်သေမလားမသိဘူးအာအရက်ပြအောင်ဘယ်ကပင်လာတင်လဲကွာဘယ်လင်တင်စကော့ဝီစကီကွာမင်းဂျော်နီဝါကလောက်ဖွေကြားဘူးတဲ့ socialist ကြောက်ဖြစ်ရုပ်ကျွန်းမင်းကတော့အရင်တော့မန္တလေးရန်ဒူးကိုမရရအောင်ရှာတောက်ခဲ့တာများမင်းတို့ဂျန်ကဲနှိမ့်တဲ့ကောင်မဟုတ်ဘူးကွချင်းတူတူမူပြီးတော့အကောင်ဘီအီနဲ့မြောင်းနဲ့ခေါင်းဆိုင်ခဲ့တဲ့အကောင်အသက်ရပြီကွာအရက်ကောင်းကောင်းလေးတောက်ရတယ်တောက်ပေါ့ရဲ့ကျွန်တော်တို့ဘူဓာနဲ့ရောက်အချီချပြောနေတာကိုဆိုင်ရှင်လားဘာလားမသိတဲ့တရုတ်ကဗျားမျိုးသမီးကပြုံးကြည့်ပြီးဝီစကီတပူးကိုထုတ်ပြတယ်တငယ်ချင်းကကြည့်ပြီးကဲဓမဲညီမအရက်စစ်မစစ်တော့နည်းနည်းမြည်ကြည့်ရင်လည်းခွင့်ပြုမလားမြည်ကြည့်ပါရှင်အာမခံနဲ့ရောင်းတာပါမြည်ကြည့်ပြီးမစစ်ရင်မဝယ်ဘူးနော်ရပါတယ်အဘအမျိုးသမီးကအသက်40ကျော်လောက်ရှိပြီငနေကိုအဘလို့ခေါ်တော့ငနေသာတော်တော်ဖုသွားပုံရတယ်အီလေလေမျက်နှာနဲ့ဝီစကီကိုဖွင့်ပလင်းကိုထုတ်ပလင်းဖွင့်ကနေမှငနေကထပ်ပြောသေးပလင်းဖွင့်ပြီးမြည်ကြည့်မှတော့ငါညီမအကိုကြီးလိုပြင်ခေါ်စီခြင်းမုံရတယ်ဆိုင်ရှင်မျိုးသမီးကလည်းပြုံနဲ့ရပါတယ်အဘရဲ့တဲ့အသက်40ကျော်မျိုးသမီးတွေကလည်းကျွန်တော်တို့လို60ကျော်ဘူးသားတွေကိုအဘတဲ့ဘေးကပြန်လာတဲ့ဘိုင်းရက်လည်းမသိဘူးငနေသားလည်းဖုတုအီတီနဲ့ပလင်းဖွင့်တယ်ပလင်းပုံတွေကိုဝီစကီနဲ့ငင်ထည့်ပြီးမြည်ကြည့်တယ်ရှာဝါကိုပလက်လှုပ်တယ်ဒီကောင်အသက်ကြီးမှကြိုးကြောင်နိုင်လာပြီးမတော်တဆမစစ်ဘူးဆိုပြီးပြဿနာရှာရင်ကွာပဲโอเคပဲလို့ပြောပြီးဝယ်ခဲ့တယ်တော်သေးရဲ့စိုင်ပြင်ရောက်မှပြောတယ်ဒိုးစီမှာဝီစကီတွေဘုံဘလို့ဖြစ်နေတယ်သိစိတ်မချရဘူးကွအတန်ရလို့အရင်လဲတောက်ချင်တောက်နေရဝီစကီတစ်မျိုးလဲတောက်ရတယ်မင်းကိုပြောနေမထူးပါဘူးကွာရစ်ရွှေကြီးကိုစိမ့်ကားထားတဲ့ကောင်လူဘဝအရသာကိုစောစီစွန့်လွတ်ဖြက်စီးပြတဲ့ကောင်သစ္စာဖောက်လောက်ကောင်မင်းတို့ဘာပြောငါမတောက်ချင်လို့မတောက်တာတောက်ရင်လဲယူနေတတ်တဲ့ကောင်တောက်ယူငနေကပြောရင်းဆိုရင်အေးဆိုင်တစ်ဆိုင်နဲ့ဝင်နေနောက်ထပ်ရိုက်ပေါက်တစ်ခုထပ်ထွန်းနေဓမဲညီလေးရေခဲရှိလားအေးဆိုင်ဆိုမှတော့ရေခဲရှိမှာပေါ့လူငယ်ကရှိပါတယ်ခင်ဗျရေခဲကိုခက်သေးသေးလေးတွေခွဲပြီးပလင်းလိုတစ်လုံးနဲ့ထည့်ပေးကွာခင်ဗျဟာငါညီကလည်းပလင်းလိုတန်ရှိတယ်မဟုတ်လားရေတံဘူးကတော့ရှိပါတယ်အဘငါ့ကိုအဘလို့မခေါ်နဲ့ကွာခေါ်ချင်လဲခေါ်ကွာရေတံဘူးမလိုချင်ဘူးဖန်ပလင်းအလွတ်တစ်လုံးရောင်းနိုင်မလားအရက်ပလင်းအလွတ်တော့ရှိပါတယ်အဲ့ဒီရက်ပလင်းလွတ်မှာအဖုံးရှိလားဟုတ်ကဲ့ရှိပါတယ်ပလင်းလွတ်ကိုရေစင်စီးပြီးတော့အဲ့ဒီထဲရေခဲတန်ထက်ကိုပြောတာသဘောပေါက်လားအသက်ရလာရင်ဒီလိုပဲစစ်ပေါက်ကြီးကြဤများရတာပဲလေခွန်းလို့လိုက်ပါလူငယ်ခမမျက်စိပေကလတ်နဲ့ဘယ်နဲ့ပိုးတော်တွေပါလေကောက်လာကြီးလားဆိုတဲ့အကြည့်မျိုးကျွန်တော်ကတငယ်ချင်းကိုဟာကောင်ဒါမင်းအတိုင်းမခံလုပ်နေတဲ့ကုမ္ပဏီမဟုတ်ဘူးကွအေးဆိုင်ရေခဲဝယ်မှဖြစ်ရေခဲဝယ်နားမလဲအသာနေစမ်းကွာဝီစကီကိုကော်ရင်ကြီးတော့မတော့ရဘူးမှတ်ထားကျွန်တော်လှည့်ကြိမ်မောင်းပြီးလူငယ်ဘက်ပြန်လဲတလို့ကွာရေခဲကိုအတုံးသေးသေးလေးတွေတုံးအဲ့ဒီအတုံးသေးသေးလေးတွေကိုပလင်းနဲ့ထက်ဟုတ်ကဲ့ပါလူငယ်ကချက်ချင်းသဘောပေါက်ပုံရတယ်ရေခဲတုံးတုံးကိုအိတ်ထဲထည့်ပြီးအဲ့ဒီအိတ်ကိုအဝိလျှော်တဲ့ဒုံမျိုးနဲ့4-50ချက်ထုလိုက်တယ်အိတ်ကတန့်ရင်သားလို့မေးသည်ကောင်လေးကစိတ်ချအပါတဲ့
အိတ်ကတော့ညှင့်ပတ်နေပြီပြီးတော့အိတ်ထဲကရေခဲတုံးအကြည်လေးတွေကိုဇလုံးတစ်ခုတည်းထည့်တယ်စေးထားတဲ့ပလင်းလွတ်ထဲကိုရေခဲတုံးလေးတွေကြောနဲ့လောင်းထည့်တယ်ဒီလိုတော့လေအဟုတ်သားဒီခြာထိတ်တော်တော်ညံကောင်းတာပဲအမေရိကန်မှာဆိုဒီနီးပညာသုံးပြီးမီလီယံနာလောက်တော့ဖြစ်နိုင်တယ်ကျွန်တော်အမေရိကန်ရောက်ရင်အဘကိုလှန့်ခေါ်လိုက်ပါမယ်လေမြန်စည်းနဲ့စားစည်းတော့အဘဘာသာအကုန်ခံဖို့ဗျာဟာလေမြန်ငါနဲ့မွဲရကြီးကွာဒီလိုနဲ့ရေခဲနဲ့ပလင်းလို့ဖို့ပေးပြီးတော့အဲ့ဒီဆိုင်မှာပဲထိုင်ပြီးသူ့ဝီစကီပလင်းကြီးတွေကပလင်းတစ်ဝက်လောက်ကိုရေခဲထည့်ပြီးသားပလင်းနဲ့ဖြည်းဖြည်းချင်းလောင်းထည့်တယ်ကျွန်တော်ကစိတ်မရှိဘူးမင်းကွာရေခဲကြီးဝယ်ပြီးရောလိုက်ပြီးရောပေါ့အရက်ပြက်ကောင်မေးသွားပြီလားဝီစကီအပြူကြီးကိုအလွဲမသုံးကောင်းဘူးလေကွာဝီစကီဆိုတာ on the road ပဲတောက်တင်တယ်ဒါကြောင့် on the road လောက်တာငါ့အိမ်မှာဆိုစစ်ပဲလောက်တယ်အခုမှကြည့်ကျင်နေလိုက်တာကျွန်တော်လည်းကြည်ကောင်းကောင်းနဲ့ကြည့်နေလိုက်တယ်ဆဲကျင်တာတော့ပါဇက်ကိုရားနေတာပဲငနေကသူ့စိတ်ကြရောပြီးအဲ့ဒီဆိုင်ကထွက်တရုတ်တန်းလမ်း80ဘက်သွားရှမ်းတရုတ်ဆိုင်ကိုဝင်းဝတ်သားပြားကျော်ဆက်ဆက်နဲ့ကြက်သားကုန်းမောင်ကျော်ဝဲဘူးတွေထက်အကြီးတဲ့အင်ဘက်မရှိဘူးလားမေးသည်ဆိုင်ထဲကရိုက်မထုတ်တာကန်ကောင်းတရုတ်တန်းဈေးထဲဝင်းခြီသားနဲ့ချုပ်ထားတဲ့အညာလက်ဆွဲအိတ်ကလေးဝဲအရက်ပလင်းနဲ့စားစရာတွေထက်ဖန်ခွားနှလုံးဝဲပြောသေးတယ်ဟာကောင်မှတ်ထားပလက်စတစ်ဖိုင်ဘာခွက်တွေဘယ်တော့မှမသုံးနဲ့အသက်ကြီးပြီကျမ်းမာရေးဂယူဆိုင်တဲ့အကြီးတဲ့ကျမ်းမာရေးပညာပေးတွေကလုပ်နေသေးတယ်ဣဒီကုမ္ပဏီအကြံပေးဆိုတာတော့တော့ရှိမှာပေါ့ပြီးမှဘူတာယုံဘက်ကိုလာတယ်အငါးကားပေါ်မှာလမ်းတစ်လျှောက်လုံးကျွန်တော်ကသူ့ကိုနှိပ်ကွက်ပေးမယ်အပြုံးမပြတ်ပဲကျွန်တော်ကိုပြန်ခနဲ့ရင်တွေ့ရင်ဆဲရင်သူ့ဝီစကီနဲ့မြီးကိုကြကြနနတရုတ်တရတည်ခဲ့တာပါပဲသူကသူ့ဝီစကီကိုဒီလောက်ယူရနေတော့ကျွန်တော်လည်းအချင်းပေါက်လာတာနဲ့လက်ဖက်ရည်ဆိုင်ဆိုင်ဝင်းတယ်သူ့လိုပဲပလင်းနှလုံးဝဲတယ်ပလင်းတစ်လုံးထဲမှာလက်ဖက်ရည်ထည့်တယ်နောက်ပလင်းတစ်လုံးထဲမှာရည်နွေးချမ်းထည့်တယ်သူ့ကြီးသားလက်ဆွဲထဲမှာကျွန်တော်လက်ဖက်ရည်ပလင်းထည့်ပြီးတဲလာခိုင်းလိုက်တယ်ငယ်တငယ်ချင်းဆိုတော့ဆဲဆိုပြီးယူလာခဲ့တာပါပဲတခုတော့ကောင်းတာငနေ့ကကျွန်တော်တို့လမ်းမှာစားဖို့ထမင်းနဲ့ဟင်းကောင်းကောင်းမှဝယ်လာတယ်တငယ်ချင်းတွေရောက်မန္တလေးရယထာထွက်ခနဲ့ရစကားတွေပြောလာကြတယ်။ဦးဒီချက်တစ်ခုခုမထားပါဘူး။စက်မိဆက်ရတွေရှောက်ပြောတာပါပဲ။ငနေ့ကဝီစကီလေးတငုံတောက်လိုက်စကားပြောလိုက်ကျွန်တော်ကလည်းရေနွေးချမ်းတောက်လိုက်ပြောလိုက်ဝီစကီနဲ့ရေနွေးချမ်းကအယောင်ချင်းတူနေတော့ဘိန်းနာရှိတဲ့ခီးတွေကဒီဖိုးကြီးနှစ်ယောက်စိုးကြီးရှိသေးတယောက်ဒပလင်းစီတွေ့လာကြပါလို့ထင်ပါပဲ။ထင်မလေးစီယထာဘောကဆင်းရင်ကိုလန်းကိုသွားကြမှာယထာဘောမှာသူတို့ကိုနောက်ရှက်မပေးရင်ပြီးတာပဲ။ငနေ့ကသူ့အိမ်မှာဝီစကီကိုပုံစံနဲ့တောက်နေရတာကိုအတိုးချပြီးယထာထွက်ခနဲ့ကစနှိမ့်နေတယ်ငနေဝီစကီနှစ်ခွက်လောက်ဝင်ပြီးတော့အာရွှန်လာတယ်တငင်ချင်းကပြောတယ်ဟာကောင်ယထာဆိုတာပြည့်တတ်တယ်ကွဒီကောင်နမိတ်မရှိနမမရှိကွာအေးမင်းလည်းအသက်ရတော့နမိတ်တွေပါတွေပြောလာပြီပေါ့ကွာငါပြောတာ probability ကွအဲ့ဒါတွေကြောင့်မှထားနေပြီကွာပညာရှင်လာမလုံးနဲ့ရိုးရိုးလူစကားပြောငါပြောနေတာကလူစကားမဟုတ်လို့မင်းမျိုးစကားလားကွခွေးပါဇက်ကနတ်စကားထွက်တယ်လို့တော့စကားပုံရှိရပဲခွေးလေခွာမဲငါပြောတာမင်းနဲ့ငါနဲ့သွားနေတဲ့ခီးကြောင်ပြောတာငါသိတယ်ဆရာလာမလုံးနဲ့ငါငယ်ငယ်ကကျူတာလှုပ်ဖူးသေးတယ်လေကွာငါမင်းရတယ်ပဲဘယ်တော့မှမရှိဘူးထားပါခုပြောတာ10ကားရင်တစ်ခါဒါမှမဟုတ်အခါ100တစ်ခါအေးဟုတ်ပါတယ်ပြတ်တတ်တယ်ဒါပေမဲ့အမြင်မပြတ်ဘူးယထာခောက်တစ်ထောင်မှတစ်ချိန်ပဲပြတ်တယ်ထားဒိုစီးတဲ့အခောက်ကယထာပြတ်တဲ့အခောက်ဖြစ်နိုင်တယ်လို့မင်းပြောချင်သလားဘယ်ဆိုလို့တော့မင်းကငါထင်သလောက်ဒုံမဝေးဘူးဟိုးရင်တော့ဆိုယထာပြတ်တာတွေမကတန်လန်းမိုင်းပုံထိနိုင်တယ်လို့လည်းထဲ့တွဲရသေးတယ်အခုမိုင်းပုံကထဲ့တော့စရာမလိုတော့ဘူးယထာမပြတ်သည့်တိုင်နောက်ကျတတ်တယ်ကွမင်းပြောမှမဟုတ်ဘူးအားလုံးသိတယ်ကျွန်တော်တို့နှစ်ယောက်ပြောချင်တာကိုပြောချင်တယ်လို့ပြောနေကြပါတယ်ကျွန်တော်တို့ရှိရခုံခုံမှာခီးတယ်မရှိသေးတော့ထင်ရကျဲနေကြတာပေါ့ဗျာသူကဝီစကီလေးကိုလိုက်အသားကြော်လေးဝါလိုက်ကျွန်တော်ကရင်နွေးချမ်းကလေးတောက်လိုက်မြေပဲလေးဝါလိုက်သူကပြောပြန်တယ်ဟိုတထေးသားကွန်မြူနစ်ဘယ်ရောက်နေလဲဟ
ဟိုးရင်ပြည်သူ့စာအုပ်ဆိုင်ကဈေးဘိုးဘုန်းနေရတဲ့ကားမက်ရဲ့စာအုပ်တွေဝယ်ဖက်ပြီးသူ့ကိုယ်သူကွန်မြူနစ်လို့ထင်နေတဲ့ကောင်လားထင်ယုံပဲကမလဲတော်ခုမဲလို့တော့မတန်မရာကြုံသွားသေးတာအေးအဲ့ဒီငနေလဲဒိုင်ယာလက်တစ်တွေဘာတွေပြောတယ်မကြတော့ဘူးဘယ်ကြပါမလဲသူမိမတော်လို့စူးတဲ့စောင်းတက်လို့အနေစားလေးချောင်းနေတာမင်းလို့ပဲငါတော့ပြောပြီးမင်းအောင်ဘာထူးလဲမရကြောက်မိမကိုပြည်သူရက်ဆိုင်လို့သဘောထားပြီးဝီစကီပတ်ချင်တဲ့တန်းစီတောက်နေရတဲ့ကောင်ကမြသိမထူးပါဘူးကွာဒါနဲ့ဟိုเจ้าဦးကြီးဆိုတဲ့ငနေကိုเจ้าဦးကြီးဘွားကငိမ့်စားရပြီးပွန်းလုံးနေတယ်တဲ့ရမလားကွာရတာဘောဟာတို့ဘော်ဒါတွေတဲကထိုင်နေချမ်းသာသွားတဲ့ငနေနဲ့ပေါင်းပြီးအဲ့ဒီကောင်တွေခိုင်းတာလုံနေတယ်အဲ့ဒါဘုံဘောကွာရှင်းတော့ကမင်းစီလို့ခေါ်တာပေါ့ကွာလူများတော့ပြောတယ်မင်းရောဘလို့လုပ်ပြီးချမ်းသာလာမှမသိတဲ့တထေးရောင်ရောင်ခွေးရောင်ရောင်ကောင်ကခိုင်းရင်လောက်တာပဲမဟုတ်လားဟာပတ်စံပြတ်ရင်အဲ့ဒီကောင်တွေစီမှာချီးလို့ရတယ်အေးပေါ့ကွာကြောင်းအုပ်ဆိုတာကလည်းငင်းပြီးရင်ပတ်စံလုံးမပေါ့မငင်းငင်တော့ပြောင်းမရှိဘူးသူများမပြောနဲ့မင်းရောပြောင်းလို့ရောင်းလို့လားဒါပေမဲ့ငါပတ်စံပြတ်ရင်လိုက်ရှိတဲ့ကောင်မဟုတ်ဘူးတောင်းထားတာပဲလားအေးငါ့ကိုထင်ကြီးတဲ့ကုမ္ပဏီဒါရိုက်တာအဖွဲ့ရှိမှညီးပြတာပေါ့ဒါလေးတောင်းစာနေတမျိုးပဲဟိုကောက်နေတတိရတယ်ဟိုကွန်ပေါင်နာလေးอ่ะဘာသူပြောရလဲသူကိုသူတမားတော်ကြီးလို့စိုင်းမှုကြီးတဲ့ကောင်းကွာဆရာဝန်ကြီးဟာကွန်ပေါင်နာမဟုတ်ဘူးငါအမြင်တော့ကွန်ပေါင်နာပဲဟိုစေးဒီစီးနဲ့ရောတော့ဆိုပြီးလူနာတွေကိုစီးပြားလေးတွေဝယ်ခိုင်းတာစီးဆက်ပြီးရောင်းစားတဲ့ကွန်ပေါင်နာပါကွာမင်းနေမကောင်းရင်အဲ့ဒီကောင်တွေပဲအားကိုးရမှာဘယ်တော့မှအားမကိုးဘူးစာရေးဆရာဝန်မောင်တင်ရဲ့ဝတ္ထုတွေဖတ်ပြီးအမ်ဘီရောင်တဲ့ကောင်တွေဆရာကြီးဥပါတန်ပတလာတီတာတိတ်ကောင်းတာပဲလို့ဖားပြောတာနဲ့ဆရာဝန်ဖြစ်တဲ့ကောင်တွေမင်းရောဘာထူးလို့လဲမထုံးတော့မကြီးတို့ notes တွေငှားဖက်ပြီးစာမှုပွဲအောင်တာများမင်းကဘိုးစိုးသေးပါဠိပါမောက္ခဥတင်လွန်စီမှာမျက်နှာငယ်နဲ့သွားငိုပြလို့စာမေးပွဲကိုကတ်အောင်တာငါစာရေးတဲ့ကွာဒါကြောင့်မင်းလူမွေးလူတောင်မပြောင်းတာနေပါဦးလူမွေးလူတောင်ဆိုတာဘာကိုပြောတာလဲမင်းသိလို့လားခွေးခွမ်းပဲကြောင်တော်ကဖဲချရင်ဖဲခိုးတဲ့ကောင်ရှင်နေကြီးတဲ့အလုံးနဲ့ဝါသနာတစ်ထက်ထဲကြတာပဲသူ့ကိုယ်သူနဲ့သူ့ပေါ့ကွာနေပါဦးသူ့ကိုယ်သူပါမောက်ခါစာရေးဆရာဆိုတဲ့ယူးကြောင်ကြောင်ကောင်းကိုမင်းနဲ့တွေ့သေးလားတွေ့တယ်ဒီကောင်ကကတိကဖြစ်မှအရက်စတောက်တတ်တာပါမောက်ခါလည်းဖြစ်ရောအရက်သမားလည်းဖြစ်ရောပဲအလုပ်ပြုတ်တယ်ဆိုမပြုတ်ပါဘူးကွာယာတော့မတက်ဖ ೇನೆ ငိမ့်သွားတာအဲ့ဒီကောင်လည်းဘာထူးလို့လဲသူမိမဆရာဝန်မမို့မငတ်တာဘာပဲဖြစ်ဖြစ်အဲ့ဒီကောင်ကဆရာဝန်မကိုယူနိုင်သေးတယ်မင်းသာအိမ်နေရင်အချုပ်ကြနေတာအချုပ်ထဲမှာဝီစကီတောက်ရတယ်ဆိုတာကဘာမှမရှိသေးဘူးကွမထင်နဲ့ကိုလူမာဖီးယားဂေါ်ဖားသားတွေချုပ်ကြရင်ဝီစကီမကဘူးအေကလက်ရတယ်လို့ကြားဦးတယ်ကိုလူဒီခေကြောက်စားရစကားတွေလာပြောမနေနဲ့မဲတမဲမင်းမိမအချက်ပြုတ်ကောင်းတယ်ထမင်းဆိုင်ဖွင့်ခိုင်းမလားတော်စမ်းပါကွာငါပကံစိတ်နေအောင်မယ်အခုလိုအိမ်တွေမပြတ်ကုမ္ပဏီအကြံပေးဆိုတာကတော်သေးတယ်ဒါကြံပေးလေဖះဆောင်ထဲမှာမဟာဗုဒ္ဓတိုင်လေးချစ်ပြီးစစ်သူကြီးပွဲအောင်လန်ထူလောက်နေပြီးတယ်ဟောစားနေလူကမှမင်းထန်ထင်းကြီးတရားကောင်းသေးတယ်မင်းကတယောက်တည်းကြားဖို့ဆွဲပြီးမှန်မားတွေရှောက်လုံနေတဲ့ကောင်မင်းကဆရာကြီးစီရဲ့စောင်းပါတစ်ပိုက်လောက်ပဲဖတ်ဖူးပြီးစာရေးဆရာလို့ကိုထင်နေတဲ့ကောင်ဘာဖြစ်ဖြစ်လေငါကြုံတဲ့ဘူတာမှာဆင်းပြီးစာပေသမားလိုက်ရှာပြီးထမင်းကတ်စားလို့ရတယ်ကွာမင်းအဲ့လိုလုပ်လို့ရမလားရတယ်ကွာဟေးကောင်ကျုံတဲ့ဘူတာမှာဆင်းရန်ကုန်ကုမ္ပဏီကိုဖုံးဆက်ပြီးပတ်စံမှားလိုက်လို့ရတယ်ကဲတာတော့မင်းမလားကွာမင်းခဏကျုံတဲ့ဘူတာဆင်းအဲ့ဒီမျိုးမှာကျွန်တော်အကြံပေးပြစေလို့လိုက်ပြောလို့ရမလားမင်းရောကျွန်တော်စာရေးဆရာပါလို့ဘသူကယုံမလဲမှတ်ပုံနေပြမှာပေါ့ကွာဒီမဲ့ဟဲ့ကောင်ဘူတာယုံမာတင်ပွဲပြီးသွားမယ်ကွာနားလဲလားမိယထာဝန်ထမ်းတယောက်မဟုတ်တယောက်ကစာပေဝါသနာပါတဲ့လူဖြစ်ရမယ်လောက်မလားစိန်လိုက်လေကွာရှေ့ဘူတာကြဆင်းအောင်ငါကဆင်းလို့ပြဿနာမရှိဘူးဟဲ့ကောင်မင်းသာချင်းမီအိမ်ပြန်မရောက်ရင်မင်းမိမမြည်တွန်းတောက်တီးပြီးဝီစကီတလားနာဆိုမင်းနာမယ်ငါမိမတလောက်မညံဘူးကွကူတော်ပြီးတော့ဆိုအရက်တော့တာရေးရတဲ့ကောင်ငါမြအဲ့ဒါဘာဖြစ်လဲကွာမင်းတို့မရကြောက်မဟုတ်ဘူးငါမရကြောက်လို့ထားလိုက်ရောမင်းရောမကြောက်ဘူးလားမကြောက်ဘူးကွာအခုမကြောက်ဘူးအိမ်ပြန်ရောက်ရင်ကြောက်ရမှာပါကွာတွန်းတည်အစင်းတည်တွေဖိတ်မနေနဲ့
တို့တငယ်ချင်းတွေမိမမကြောက်တဲ့ကောင်ရှိလားမင်းစဉ်းစားကြည့်စမ်းကွာတကောင်တော့ရှိတယ်ထင်တယ်ဘာလို့လဲဟိုချင်းစည်းဖြန့်နေကောင်ဩသဘောပေါက်ပြီကျမ်းမာရေးရာရှိဆိုလားအေးသူကိုသူတော့ကျမ်းမာရေးဘာညာပေါ့ကွာငါတို့မျက်စိထဲတော့ရက်ထဲချင်းစည်းလိုက်ဖြန့်တဲ့လူတွေနဲ့ဘာမှမထူးဘူးအေးပါဦးအဲ့ဒီကောင်ကချင်းစည်းကြီးကနေဘီယာချက်လို့ထူးကြည်လို့အတောင်းခံရသေးဆိုသူမိမသွားတောင်းမှန်လို့အလုတ်မပြုတ်တာအဲ့ဒီကနေ့ကမိမကိုယူတည်နေရတယ်ဆိုပါတော့တဘောကွာဒီလိုပဲဖြစ်မှာပေါ့ဒါနဲ့နေပါဦးကြောက်ခဲရီပေါ်တဲ့ကောင်ကိုလမ်းပုတ်လေးကိုပြောတာအစ်စ်ပေါ့အဲ့ဒီကောင်ကကတရာစည်းကိုမြေပဲစီဖြစ်အောင်ချက်တာကံကောင်းလို့အလုတ်မပြုတ်တယ်ဒါတော့သူမိမဘက်ကဆွေးမျိုးကြီးကိုကွာအဲ့ဒါပြောတာတို့တငယ်ချင်းနေထဲမှာမိမကိုအာမကိုးတဲ့ကောင်မရှိပါဘူးလို့နေပါဦးမင်းမိမအိမ်ဆိုင်ဖွင့်ထားတာဘယ်လောက်ကြားပြီလဲငါနဲ့ညာဗီဇာကနေရပေါ့ကွာမရရကံကောင်းလိုက်တဲ့ကောင်ကွာမင်းမိမတော့တော်တော်ကံဆိုးရှာတယ်ငါမိမတော့ထမင်းကောင်းဟင်းကောင်းချက်ကျွေးတာပဲတတ်တယ်မြည်ထိန်တာရောအဖွားဆိုတာမြည်ထိန်ရတယ်ပုံပြောရတယ်ကွာမင်းကိုလည်းမြည်ထိန်တယ်လို့ထိန်တာပဲမဟုတ်လားဝီစကီပတ်ချင်တဲ့တိုက်တင်မပုတ်ပုံပြောပြီးသိအာဒီကောင်နည်းနည်းထက်ကိုမကွာမင်းမိမကွယ်ရမတောက်ရတာအေးဒါနဲ့ငငယ်ကထီလက်မဲ့အဟောင်းနေညာရောက်နေကောင်းနိုင်ငံကြီးသမားတဲ့လာမဲ့ရွေးကောက်ပွဲဝင်မယ်စိုးလားကောင်းကွာမင်းစဉ်းစားဆင်ခြင်တဲ့ထဲမှာဒီတစ်ခါတော့တော်တော်နီးနီးဆက်ဆက်မှန်တယ်။အိုးမော်ဒန်ကဗျာဆရာဆိုတဲ့ငနေကတော့မိမမကြောက်ဘူးလို့စွတ်အော်နေတယ်။ဘယ်သူပြောလဲ။ညမမေးတဲ့မုတ်စိတ်မွေးတွေမရိတ်တဲ့ငနေမင်းပြောမှတတိရတယ်ဒီငနေကကျောင်းဆရာလေးလုပ်တယ်ဆို။နေစမ်းမောင်ကဗျာဆရာဆိုတော့ဘာနဲ့ထမင်းစားလဲ။ပါဇက်နဲ့စားတယ်ကွာဘယ်သူမှနှာခေါင်းနဲ့ထမင်းမခွန်းဘူး။အာဒီကောင်ပတ်စံပြောတာဟူးတချင်ကတော့တရားမပေးရင်ကြပြမရေးဘူးလို့អော်ကြဘူးလေအခုတသိန်းမပေးရင်ကြပြမရေးဘူးလို့ဘယ်သူမှမអော်ဘူးအဲ့ဒါပြောတာဘလို့လုံနေကြတော့ဒီလိုပဲကျူရှင်ပြတဲ့လူပြတယ်ကွာစောက်ရောင်းတဲ့လူရောင်းတယ်ကွာထမင်းစားဖို့တခုခုတော့လုပ်တယ်ကွာငါတော့အဲ့ဒီကောင်တွေကိစ္စစဉ်းစားလို့မရဘူးမင်းတို့ငါတို့သင်ခဲ့ရတဲ့ပညာဆိုတာဒီထဲမှာအဲ့ဒါတွေမပါဘူးကွာမင်းကသူတို့ကိုအကြံပေးပြစေလို့သွားပြောလဲမရဘူးဒီငနေတွေကိုကြံပေးမယ်စားချီတွန်းနဲ့ဆင်းသိလိုက်တာအေးနေမယ်မင်းကြံပေးကိစ္စအဒီကြံကောင်းဆုံးပဲတို့တငယ်ချင်းကြပြားဆရာတွေကိုအကြံပေးမယ်စားစာရာကီရီတို့ကာမီကာစီတို့ကတော်ဦးမယ်ဒီကိစ္စမှာတော့မင်းနဲ့ငါအဂရီဖြစ်တယ်ကမ်ပိတ်ချီယာနေပါဦးအဲ့ဒီကြပြားဆရာဆိုတဲ့ငနေကမိမမကြောက်ဘူးလို့ကြုံသွားတယ်ဆိုချီစားပြောရင်ချီကြိုက်တယ်လို့ပဲကွာလကားပြောအဲ့ဒီကောင်နေဈေးဘူးရှာမရရင်မိမထီးနဲ့ရိုက်တာငါမျက်စိနဲ့မြင်ဘူးလေငါကအိုင်ဝတ်တဲ့ပဲဒါဆိုတို့အတွက်နိုးရောက်ဖြစ်ပြီလားဖြစ်နေပြီလားမဟုတ်ဘူးဖြစ်ကိုဖြစ်နေတာတိတ်သိကြတယ်မိမနဲ့တွေ့ရင် you are under arrest ပဲဒုက္ခပါပဲကွာဒုက္ခမနေနဲ့ဘဝကဝစ်ကျွေးလို့မှတ်လိုက်အေးကွာတို့ရင်ဘွားမတော်မရားတွေလောက်ခဲ့မိလားမသိဘူးမိသလားမသိဘူးမပြောနဲ့အကုသိုလ်တွေကိုတင်တာဆွဲပြီးလုပ်ခဲ့တာသိကြတယ်မင်းကစာသမားပေသမားဆိုတော့မေးရအောင်မယ်ပို့စ်မော်ဒန်ဆိုတာဘာလဲမသိဘူးအဲ့ဒါလို့ရိုးသားသားဖြေတာကောင်းတယ်ရှင်းမပြတတ်လို့မသိဘူးပြောတာကွာရိုးသားတယ်မထင်နဲ့ဒါထက်မင်းတို့စာမူကဘလောက်ရလဲတချို့9000 1000ပေါ့ကွာကြိမ်နှုံးနဲ့တွက်ရင်အောက်တန်းစီလာစားလောက်တော့ရတယ်ကွာဒီနေ့ကိုစာတပုတ်ရေးရင်ဘယ်ဆိုးမလဲကွာမင်းကုမ္ပဏီမှာအကြံပေးသလိုမဆိုးပါဘူးကွာကောင်းသားပဲနဲ့မပြီးဘူးတောက်ကြီးတောက်ကြတယ်ပြောမနေနဲ့ပြင်းနဲ့ပြောဒီမဲဟိကောင်စာပေးဆိုတာမင်းလက်ချောင်းငါနားမထောင်နိုင်ဘူးဦးချစ်ဆိုင်တုံးကဖွင့်ခဲ့တဲ့တပြားဟောင်းကြီးကိုအတုံးနဲ့ဖွင့်လာတယ်ခုက CDK ကွာလမ်းမေးခိုးဘူးကိုလို့ထက်အားတွေပါကွာဟဲ့မင်းငါ့ကိုစော်ကားချင်းစော်ကားစာပေကိုမထိနဲ့ကွာမီးပွန်သွားမယ်ငါလည်းမင်းပဲဆဲနေတာစာပေကြီးကိုမထိပါဘူးမင်းတို့ဘာသာမီးပွင့်ရုံမကလို့မီးပဲလောင်းအနေသာကြီးမင်းမြန်မာစာမဖတ်ပဲရုပ်ပြဖတ်ပါတယ်ကွာတရေမာလေးနဲ့ကြိုက်တာတို့ဘာတို့အဲ့ဒါကြောင့်မင်းတုံးနေတာတုံးပါစေလောကမှာခတ်တုံးနေရတာပဲကောင်းတယ်
မင်းမှာစာပေဘ ഹു တုတမရှိရင်မင်းအလုံးမှာတိုးတက်နိုင်စရာမရှိဘူးဒီထက်တိုးတက်ဖို့လမ်းလည်းမမြင်ဘူးမင်းပြောသလိုမှန်မားလေးချစ်ပြီးဝီစကီတောက်ထမင်းစားနေရတာကတော်သည်ကွန်တင်းညူလန်နေလောက်ရမယ်ဆိုတာမြန်မာလိုပြောစမ်းကွာစင်စမပြတ်တင်ယူလေးလာဆိုလားအဲ့ဒါမင်းတို့လိုပညာရှင်ဆိုတဲ့ကောင်တွေပြောတာမဟုတ်လားအလကားရှောက်ပြောတာဟိုးဥရောပတို့ဘာတို့ကယူကြောင်ကြောင်ကနေတွေဖင်မနိုင်မဲ့ပဲချင်းရင်စားမိလို့ကြောင်ကရန်ထအော်တာနီးတဲ့ထွန်းကိုဘာသာကိုလိုက်မမီသမင်မွေးရင်ကြားစားရင်ဖြစ်ဒါကြောင့်သမင်တွေမွေးပါအောင်ကြားတွေလည်းမသက်ပါနဲ့ဆိုတာမျိုးတွေစွတ်အော်နေတာအမရူမန်နဲ့ပတ်ဝန်းကျင်ထိမ့်သိမ့်ဆိုတာကိုပြောတာလားအဲ့ဒါလဲဘလက်စစ်တွေမသုံးနဲ့တစ်ပင်သိမ့်မခုံနဲ့တစ်ပင်စိုက်ပါဆိုပြီးပြီဒါပေမဲ့အကျိုးသိမ့်မထူးနိုင်ပါဘူးအစိတ်ကငယ်လေးတက်စောင့်နေပြီလင်းစိတ်ထိတ်မွေခဲ့ဆိုတာမျိုးလားဒါပေမဲ့ငယ်လေးကိုမွေပေါက်ရင်မသိဘူးလေကွာအစိတ်ကထက်တက်เสียမရှိတော့လို့အဲ့ဒါနဲ့ဆိုင်မဆိုင်မသိပါဘူးကွာမီးကိုလူတွေစသုံးတက်ခနဲ့ကမွေကြိုက်တော့တာပဲထနဲ့မီးကိုရှာဖွေတွေးရှိတာလူသမိုင်းမှာအကြီးကျယ်ဆုံးတီထွန်မှုဆိုမင်းဘယ်သူပြောလဲအဲ့ဒီတော့မင်းလဲလူမဖြစ်သေးဘူးငါလဲလူမဖြစ်သေးဘူးဘယ်သူမှလူမဖြစ်သေးဘူးရန်တန်မှန်တန်ကြိတ်တာတကယ်တော့မီးကိုသုံးတက်တာနဲ့မိန်းမယူတတ်တာမဟာမပဲဒါကွာလူတွေတိုးတက်ရင်ကြည့်စကကြီးတွေမပြောစမ်းနဲ့ကွာမင်းကောင်းမင်းသုံးပြီးစဉ်းစားစမ်းပါမီးကိုသုံးတဲ့ຢာကနေရေနွေးငွေအင်ဂျင်ဖြစ်အဲ့ဒီကနေဒုံးပြန်လွတ်ခုကွန်ပျူတာဆိုတဲ့ဟာတွေဖြစ်မြေကြီးအောင်မှာအနှစ်3သန်းလောက်ကြာမှဖြစ်တဲ့ရင်းနှန်းတွေကိုအနှစ်300အတွင်းကုန်အောင်သုံးလူဟာအေးစီစီကိုမနေရတော့ဒီကြတဲ့ယောက်ျားမိန်းမယူသေးမိန်းမကယောက်ျားယူသေးမင်းစဉ်းစားရကြီးထော်တော်ကန့်လန့်ကြီးပဲငါအလုပ်ကိုကကန့်လန့်စဉ်းစားရတာကွသူများတွေကကောင်းနေဆိုရင်ငါကမကောင်းဘူးလို့တွေးသူများတွေကမကောင်းဘူးဆိုရင်ငါကကောင်းတဲ့ဘက်ကတွေးအခြားတစ်ဖက်ကစင်ကျင်နေပေါ့အဲ့ဒါလဲဖြီးတာကွအခြားတစ်ဖက်ကဆိုတာမြောက်ပန်းလှန်တာနဲ့အတူတူပဲမြောက်ပန်းလှန်နေဆိုတဲ့စကားကိုလိုနီအင်္ဂလိပ်စန့်ကျင်ရေးတွေကြွေးကြော်တဲ့နဲ့ကြီးကျယ်လိုက်တာကွာမင်းဘယ်သူပြောတော့ငါဖူးပြောတာကွာအင်္ဂလိပ်ခေတ်ကအကျွေးစည်းတွေမှာတစ်ဖက်ကကြောပြင်ကောင်းတစ်ဖက်ကပန်းပွင့်ပန်းကတ်နဲ့ဝိုင်းနာတို့ဘာတို့သဘောပေါက်ပြီအကျွေးစည်းမှာအင်္ဂလိပ်ရှင်းပြရင်ခေါင်းပါတဲ့ဘက်ကိုမြောက်လို့ခေါ်တာအင်္ဂလိပ်ဘရင်မြောက်လို့ပြောတာရှေးလူကြီးတွေတော်တယ်ကွာကတ်သီးကတ်သက်နှိပ်ကွတ်တတ်တယ်ရှေးလူကြီးတွေကိုဂုံပြုတ်တဲ့အနေနဲ့တစ်ခွက်လောက်နှိပ်လိုက်အောင်အေးဟုတ်တယ်ဒါနဲ့ရှေးလူကြီးဆိုလို့တတိရတယ်သူ့ကိုယ်သူရှေးလူကြီးထင်နေတဲ့ဘိုက်ဘူးငနေကိုဘာလုပ်နေလဲအထင်မသိနဲ့ကိုလူအဲ့ဒီငနေကမဂဇင်းအက်ဒီတာချုပ်တဲ့သူ့ကိုဘယ်သူကခန့်တယ်လဲဘယ်သူမှခန့်စရာမလိုဘူးပတ်စံချီးပြီးတော့မဂဇင်းတိုက်ထောင်းတယ်သူ့ဘာသာအက်ဒီတာချုပ်လို့နာမည်တက်တယ်ဒါပဲကုမ္ပဏီလိပ်စာကပြလေးရိုက် MD လို့ကိုယ့်ဘာသာနာမည်တက်တဲ့ကောင်းနေလို့ပေါ့အေးအဲ့ဒီအတိုင်းပဲဒါပေမဲ့ဒီငနေကဒုထဲမှာတိတ်ခါရှိဆုံးအပားနဲ့ဆုံးလို့ပြောရမယ်ဒီကောင်းမြန်မင်းရအထင်ကြီးလို့တခြားကိစ္စတွေမှာဒီကောင်းကိုနည်းနည်းလေးတော့အထင်မကြီးဘူးဘာကိုထင်ကြီးတာလဲဒီကောင်ကမိန်းမလုံးဝမကြောက်ရဘူးအာတဲဟုတ်ပါလားဒီကောင်မှာနီးနန်းကောင်ရှိတယ်ထင်တယ်မင်းသိလားသိတယ်ကွာဒီကောင်ကြီးကမိန်းမမယူဘူး therefore ထို့ကြောင့်မိန်းမမရဘူး therefore မိန်းမမကြောက်အောင်ဒါပဲကောင်းလိုက်တဲ့နီးကွာဒီကောင်ကြီးဘလို့ရှာဖွေတွေ့ရှိသွားတယ်လဲမသိဘူးမွေးရပါဖြစ်မှာပေါ့ကွာဒါမျိုးကသင်လို့တတ်တဲ့ပညာမျိုးမှမဟုတ်တာငါတို့ဒီနီးကိုဘာကြောင့်များသဘောမပေါက်ခင်မိပါလေမြေထားကြီးကမြေလဲဘူတာယုံကြီးတယုံမှာစိုက်တယ်နိုင်ငံသားဇုံတွဲတက်လာတယ်ကျွန်တော်တို့ရှေ့ကနှစ်ယောက်ခုံမှာဝင်ထိုင်တယ်ကျွန်တော်တို့ကြည်နဲ့သွားတယ်ကုလူမျိုးချင်းဆိုအာနာနေအောင်မယ်နိုင်ငံသားဆိုတော့မြန်မာလိုတက်မှာမဟုတ်ဘူးကျွန်တော်တို့ပြောချင်ရင်ပြောနိုင်တယ်ဒါပေမဲ့မြန်မာစကားတက်တဲ့နိုင်ငံသားတွေရှိတယ်ဒါကြောင့်ကျွန်တော်တို့နှစ်ယောက်နဲ့မျက်နှာချင်းဆိုင်ကုန်းမှာလာထိုင်တဲ့နိုင်ငံသားမျက်နှာဖြူစုံတွဲကိုမင်္ဂလာပါလို့ပြောတယ်မျက်နှာဖြူကမင်္ဂလာပါတဲ့အေးဘယ်ဆိုလို့တော့ဘယ်ကပြန်လာပါသလဲလို့မြန်မာလူမေးတော့ငနေက
အိုင်စပီနိုးမြန်မာတဲ့တေးကြသွားပြီဒီငနေတွေမြန်မာစကားမတတ်ဘူးဒီတော့ကျွန်တော်တို့နှစ်ယောက်ထင်းရလေးစွတ်စွတ်ပြောလို့ရပြီပေါ့ဒါပေမဲ့ပြဿနာစတာကျွန်တော်တငယ်ချင်းပဲဒီကောင်ကနိုင်ငံခြားလဲမကြဆိုသလိုသွားလေတော့ဘူးလူတောကျင်လာပုံရတယ်ဝီစကီတကူကလည်းပြပြီကိုဒါနဲ့ငနေကနိုင်ငံခြားသားကိုအင်္ဂလိပ်လိုပြောတယ်ဘေကလာလဲမဲတွေလျှောက်လဲပြီးပြီလေပညာဖို့ဗျာခက်ပုံကအဲ့ဒီဥရောပတိုက်သားအင်္ဂလိပ်စကားမတတ်ဘူးတောင်တခွန်းမြောက်တခွန်းပဲကျွန်တော်ကတငယ်ချင်းကိုပြောတယ်မင်းအသားနီဆက်ဆက်အဖြူကောင်းဆိုအင်္ဂလိပ်စကားတတ်မယ်လို့ထင်နေတာကိုတောက်ပုတ်ဥရောပသားတိုင်းအင်္ဂလိပ်လိုမတတ်ဘူးကွဘာဖြစ်ကွာဒီကောင်ဘာလူမျိုးလဲမသိဘူးဆိုပြီးဘယ်နိုင်ငံကလာပါတယ်လို့မေးတယ်နိုင်ငံခြားသားကဂျာမနီတဲ့တငယ်ချင်းကဘောတာပဲကွာဒီကောင်ပညာနဲ့စမ်းရမယ်လို့ပြောပြီးအဲ့ဒီဂျာမနီနိုင်ငံသားကိုအင်္ဂလိပ်လိုမေးတယ်ကားမာက်စာကိုသိလားဂျာမန်ခေါင်းကြီးပြပြီကွန်မြူနဲ့တဲ့အမျိုးသမီးဂျာမန်မဂျိုးကြီးကြည့်တယ်ဂျာမန်ကနေက I know communist တဲ့တငယ်ချင်းကဂျာမန်ကနေကိုနီရှေသိလားလို့မေးတော့ကောင်းခါတယ်ကျွန်တော်ကဟဲ့ကောင်ဂျာမန်ကနီရှေလို့အတန်မထွက်ပဲနစ်ချီနီချာနီရှာစသဖြင့်အတန်ထွက်ချင်ထွက်မှာပေါ့ကွာလို့ကျွန်တော်ကဒီကောင်ကိုဆရာဝင်လုံးလိုက်တယ်ကြုံလုံးနှိပ်ကွေးရတာဒီတော့တငယ်ချင်းကနီရှေစသဖြင့်လည်းပြောတယ်ဂျာမန်ကြီးကမသိဘူးတနိုးတယ်နိုးတနေတယ်နေနေတယ်သူမိန်းမတော့မျက်တောင်ကြီးနဲ့ကြည်နေပြီကျွန်တော်ကတငယ်ချင်းကိုဟဲ့ကောင်ဂျာမန်လူမျိုးတိုင်းနီရှေကိုသိမလားကွာတို့မြန်မာတွေတောင်မှဇီဗနီဆရာတော်ကိုလူတိုင်းမသိဘူးငါသိတယ်ကွာတင်းသုံးဝါဖြင့်ဖြစ်ရပါလေတို့တွေသည်တေတော်မသည်အော်ကောင်းကြီးဆိုတဲ့စာအုပ်ရေးခဲ့တာပြီးသားပဲမင်းသားနေစားတငယ်ချင်းကကျွန်တော်လှည့်ကြည့်ပြီးဂျာမန်ကိုမေးခွန်းတွေထုတ်နေတယ်ရီဘင်ဟိုဟေဂယ်ကန့်သိလားဂျာမန်ခေါင်းခါပြတယ်ဂျာမန်ခေါင်းခါမြဲခါတယ်ဟာကောင်ဒီဂျာမန်ကဟေဂယ်လည်းမသိဘူးကန့်လည်းမသိဘူးဒုထာတို့ရှားစိတို့အင်တွဲတို့တရိကတုတ်သုံးပါလို့ဆိုပို့ဆိုးမယ်မင်းငင်းနေစမ်းလို့ကျွန်တော်ကိုကျင်းပြီးဂျာမန်ကြီးကိုဆက်မေးတယ်တတရီဝီလ်ဟိန်းဟင်ရစ်စတိန်ဘတ်ဘစ်မတ်ဂျာမန်ကလေးခင်ဗျာတော်တော်စိတ်ညစ်ရှာမယ်မေးသမျှမသိဘူးတဲ့နီဟိပဲလုံနေတယ်ဥရောပတိုက်သားတွေကအာမနာတဲ့ဖူ no nail စသဖြင့်ပြောပြီးဟိုဘက်လည်းနေကျင်နေတတ်တာဒီဂျာမန်ကဘာကြောင့်များသဘောကောင်းနေပါလေလို့စဉ်းစားကြည့်တယ်အကဲခက်ကြည့်တယ်လက်စသက်တော့ကျွန်တော်တငယ်ချင်းဘေးနာဝီစကီပလင်းကိုဂျာမန်ကမျက်စိကျနေတာကိုဒါကြောင့်အလိုက်ထိုက်ဖြီးနေတာတစ်ချက်ဝီစကီပလင်းကိုလှမ်းကြည့်တယ်သူမိမဂျာမန်မျိုးသမီးကဂျာမန်လိုပြောတယ်ငေါက်တယ်ငနေသားခက်ကုတ်ဖြစ်ပြီးကျွန်တော်တငယ်ချင်းကိုစကားဟမပြောတော့ဘူးကျွန်တော်တငယ်ချင်းကတွေ့လားအသားဖြူနီဆက်ကောင်းတိုင်းဒို့ထက်တော်တယ်မထင်နဲ့ဂျာမန်လူမျိုးဖြစ်ပြီးဘစ်စမတ်တော့မသိဘူးတွေ့လားအနောက်တိုင်းကကောင်းနေခင်ဗျာကိုနဲ့ဆိုင်တာပဲတက်အောင်သင်ရတာကွဒါမှထမင်းစားဖို့အလုပ်ရမှာတို့လို general knowledge တွေဘာတွေလုံးမနေနိုင်ဘူးဟာတို့နိုင်ငံမှာဘယ်ကလေးမင်းကနောင်မင်းသားကြီးကိုသိတယ်ဗိုလ်ချုပ်အောင်ဆန်းကိုသိတယ်ကလုံးဥစောလည်းကြားဦးတယ်ဒါဖြင့်မင်းကောင်ကြီးကိုဟစ်တလာသိလားလို့မေးကြည့်ကွာတငယ်ချင်းကဂျာမန်ကြီးကိုမေးတယ်ဘိုးလိုဟစ်တလာသိလားတဲ့ဂျာမန်ကြီးကဝီစကီပလင်းကိုမျက်စောင်းထိုးရင်ရာတဲ့သိတယ်တဲ့သူမိမဟိုဘက်လေနေရကခေါင်းငယ်ပြီးဂျာမန်လိုငေါက်တယ်ဂျာမန်ကြီးကမျက်ကလေးဆံပြန်နဲ့no ဟစ်တလာနီဝူတဲ့ကျွန်တော်တငယ်ချင်းကသဘောကျသွားပြီးကျွန်တော်ဘက်လှည့်ပြောတယ်ဂျာမန်ဖြစ်ပြီးဟစ်တလာတော့မသိဘူးဆိုရင်တော့ဒီငနေကိုမိန်ကင်းနဲ့ထည့်ပြီးအစိမ့်ငွေလွှတ်ပေးလိုက်ဖို့ပဲကောင်းတော့တယ်ကျွန်တော်ကဂျာမန်ကနေကမင်းပလင်းကိုမျက်စောင်းထိုးနေတာကွဝီစကီတောက်ချင်လို့နဲ့တူတယ်ဟုတ်လားတကယ်ချင်းကဖန်ကွက်ထဲရေနေထည့်ပြီးကျင်းတယ်ဝီစကီလက်တလုံးလောက်ထည့်ပြီးဂျာမန်ကြီးကိုမင်းငါနဲ့ဘူးပေါင်းမလားလို့ရင်ကြီးပွေဟာအင်္ဂလိပ်စကားနဲ့ပြောတယ်ဂျာမန်ကြီးကကမန်းကနန်းလက်ကပြီးနေတင်နဲ့နိုးတန်းလို့ပြောတာထင်တယ်ဂျာမန်မသူ့ယောက်ျားကိုမျက်စောင်းကြီးထိုးရင်ဂျာမန်လိုငေါက်တယ်ကျွန်တော်ကတွေ့လားမျက်နှာဖြူတွေလည်းမိမ့်မကြောက်တယ်ဟုတ်မဲကွာဒါပေမဲ့စံကြီးရသေးတော့မို့ကွာလို့ပြောပြီးတကယ်ကြီးကဂျာမန်ကလေးကိုသူတောက်ဖူးသမျှအကောင်ဆုံးဝီစကီထဲမှာအခုသူတောက်နေတဲ့စကော့ဝီစကီလည်းပါတယ်ဘာညာနဲ့ရှောက်ပြီးနေတယ်ဂျာမန်ကြီးကတရီပဲကြနိုင်တယ်သူမိမကိုတစ်ချက်လှမ်းကြည့်ပြီးမျက်နှာလွှဲသွားတယ်
တော်တော့ပြီကွာဂျာမနီမှာဘာလင်စတိုင်းပြန်ကာလိုက်ဦးမယ်လို့ကျွန်တော်ကသတိပေးလိုက်တယ်တငယ်ချင်းကငါအဲ့ဒီဂျာမန်ကိုစကားပြောချင်လို့မဟုတ်ဘူးကွာမင်းကိုလက်တွေပြချင်လို့ဘာဆိုင်လဲမင်းတို့စာရေးဆရာဆိုတဲ့ငနေတွေဟာချီးငုံပြီးသူများကိုမထွေးချင်စမ်းပါနဲ့ကွာပြောချင်ငါပဲပြောတခြားလူမပြောချင်ပါဘူးမင်းပဲပြောချင်တာမင်းကဘိုးလိုရေးထားရင်မှန်တယ်ထင်နေတယ်ရှင်းတော့လည်းပါဠိလိုရေးထားရင်တရားစာထင်တာပဲရှင်းလူကြီးတွေကိုမစောကားနဲ့ကွာမင်းတို့သာအသုံးမကြတာတချို့အကြောင်းအရာတွေကဘိုးလိုပဲရေးထားတာကွာမင်းခုလုံနေတဲ့အလုပ်ကောဗါလေအကြံဉာဏ်ပေးတာလို့ဖြီးတာလို့ကိစ္စဘိုးတွေသင်ပေးထားတဲ့ပညာမဟုတ်ဘူးလားငါကမျက်စိမဲ့ယုံတာမဟုတ်ဘူးကွမျက်စိဖွင့်ပြီးယုံလာလားငါခေါင်းသုံးတယ်ကွမသိပါဘူးမင်းကိုမင်းမွေးတော့ခေါင်းမှာပါလာရလားလို့ဒီမဲ့ဟေ့ကောင်အမေရိကန်ဒီမှာကြီးပဲအုံနောက်ရှိတာမဟုတ်ဘူးကွအမေရိကန်အုံနောက်ဖြစ်ဖြစ်ဂျပန်အုံနောက်ဖြစ်ဖြစ်တို့အတွက်ကောင်းရင်ယူသုံးမှာပေါ့ကွကိုကောင်းတယ်ကိုသုံးလို့ပြောတာငါမင်းရဲ့တကယ်ချင်းပါကွမင်းနီးပါတော့တော်ပါတယ်မင်းမစိုးနည်းနည်းစဉ်းစားတတ်လာပြီမင်းရဲ့တကယ်ချင်းပါဆိုနေမှာရှေ့ကဂျာမန်မျိုးသားနဲ့မျိုးသမီးအိမ်ငိုက်နေပြီတခြားခီးတယ်တွေလည်းငိုက်နေပြီကျွန်တော်တို့နှစ်ယောက်စကားပြောတာနားလိုက်တယ်ဒါတော့လိုက်သိရလိမ့်မယ်တငင်ချင်းကဝီစကီမြုံရင်းအမြည်တွေကြီးဖြီးစားတယ်ကျွန်တော်ကထမင်းစားလိုက်တယ်မျက်စိလေးလာလို့ခဏမေးနေလိုက်တယ်ယထာကရှိသမျှဘိန်းရလုံးရက်သွားတယ်ဘူတာယုံခတ်သေးသေးတစ်ခုပဲဘူတာပလဖောင်းမီးကမိတ်တုတ်ခီးတယ်တွေလှုပ်လှုပ်ရွဖြစ်လာတယ်ဘာဖြစ်တာလဲကျွန်တော်တငင်ချင်းကအိတ်ချင်မူးတူးနဲ့မေးတယ်တီးဘူးကျွန်တော်ကဖြေတယ်ကျွန်တော်တို့ရဲ့ကြောဘက်မှာထိုင်နေတဲ့ခီးတဲ့တယောက်ကပြောတယ်ရှေ့ကယထာတစီပြက်နေလို့တယ်ကျွန်တော်တငယ်ချင်းကယူကြောင်မူးကြောင်နေရှေ့ကယထာပြက်တာနဲ့ဒီယထာကဘာကြောင့်ရက်နေရမှာလဲကျွန်တော်ကဟာကောင်ရဲ့တန်လန်းပေါ်မှာပြက်နေတာဖြစ်မှာပေါ့မိယထာဆိုတာမော်တော်ကားလို့ပန်းတက်ကြော်တက်လို့မရဘူးလေကွာရှန်တိတ်နေပါလိနဲ့လှုပ်ရှုပ်တယ်ငါဘောရဲ့သတိထောင်းအဲ့ဒါပဲငါပြောတယ်မဟုတ်လားယထာဆိုတာပြက်တတ်တယ်လို့ယထာစထွက်တော့နမိတ်မရှိနမမရှိပြောခဲ့တဲ့မင်းပါစပုတ်ကြောင်ဖြစ်မယ်နမိတ်တွေနမတွေနဲ့ဘာမှမဆိုင်ဘူးအခောက်တစ်ထောင်တစ်ခါတစ်တောင်းတစ်ခါတစ်သိန်းတစ်ခါဆိုသလိုတော်တော့ကွာဝီစကီထပ်တော့ပြီးအိတ်နေတကယ်ကြီးကဝီစကီပလင်းဖွင့်တယ်ဘန်ကွက်ထဲနည်းနည်းငှဲ့တယ်မြုံတယ်ကြည့်ရဂျာမန်ဇနီးမောင်နဲ့နိုးနေပြီအမျိုးသမီးကမတ်တက်ထားပြီးခြေလက်ဆန့်တယ်ရီအိမ်ဘက်ထွက်သွားတယ်ဂျာမန်ကြီးကကျွန်တော်တကယ်ကြီးရဲ့ဝီစကီခွက်ကိုမတိမတာကနေတိတိတတာကြီးကြည့်တယ်တကယ်ကြီးကဖန်ခွက်လွတ်ကိုယူတယ်ရီနဲ့ကျင်းတယ်ဝီစကီတစ်ပတ်လောက်ငှဲ့တယ်ဂျာမန်ကြီးကိုလက်ကမ်းတယ်ဒီချိန်မှာမင်းရဲ့မိန်းမအကြောင်းမစင်းစားနဲ့လို့ဘိုးလိုပြောတယ်ဂျာမန်ကြီးကနားလဲသလားနားမလဲသလားတော့မသိရလို့ပြောပြီးဝီစကီကိုခွက်ယူတယ်ကိုခနဲ့မော့ချလိုက်တယ်ထိုင်ဦးတဲ့ကျေးဇူးပဲလို့ပြောတာနဲ့တူတယ်ကျွန်တော်တကယ်ချင်းကဂျာမန်ကြီးကိုမိန်းမကိုဘယ်တော့မှမကြောက်နဲ့ကွာလို့ဘိုးလိုပြောပြန်တယ်ဂျာမန်ကြီးကရတယ်မပီကလာနဲ့ဝူမန်နီဦးလို့ပြောသည်တကယ်ချင်းကျွန်တော်ပဲလဲပြီးတွေ့လာရေးအောင်ကဘာပေါ်မှာရှိတဲ့ဘယ်လူမျိုးဖြစ်ဖြစ်ကွယ်ရာမှာမိန်းမမကြောက်ဘူးကြည်ကြသေးတာပေါ့ကွာခဏနေတော့မျိုးသမီးပြန်လာတယ်သူ့ယောက်ျားကိုတေးသေးချာချာကြည့်တယ်ဂျာမန်ကြီးမျက်နှာနီမြန်းတဲ့နီမြန်းရဲတို့နေပြီးမျိုးသမီးကချက်ချင်းသဘောပေါက်တယ်သူ့ခင်မွန်းကိုဂျာမန်စကားနဲ့ကျင်းမောင်းငောင်းငန်းတော့တာပဲစုလိုက်တာမှမိုးမှုန်းလို့ဒုတိယကမ္ဘာစစ်ကြောင်းရိုက်တဲ့ရုပ်ရှင်ကားတွေကနာဇီကစ္စတာပိုဒီကျင်းမောင်းနဲ့အတန်တိုင်းပဲဂျာမန်စကားကငကိုတိုင်းကိုဟိမ့်ဟောက်ပြောရတာစူဘူးချင်းမောက်တော့ရင်ကောင်းနိုင်နဲ့အော်တာဘေးနာကျွန်တော်တို့တော့ကြောက်လာတယ်ဂျာမန်မျိုးသမီးကကျွန်တော်တငယ်ချင်းကိုမျက်နှာတင်းတင်းနဲ့ကြည့်ပြီး He's from a new wiki တဲ့လက်စတဲ့ဂျာမန်ကြီးခင်ဗျာအစာရင်မကောင်းလို့အရက်မတော့ပါဘူးကိုဒီတော့မှတငယ်ချင်းလဲမြက်ကလေးဆံမြနဲ့တောင်းပန်နေ sorry တွေရောမရန်တွေရောပလိတွေရောဒုံဝါတွေရောဒုံနိုရော forget ရောစုံနေတာပဲအမျိုးသမီးကသူ့ခင်မုန်းဂျာမန်လိုဆက်ငေါက်တယ်ဂျာမန်ကြီးကသူ့ပါဇက်ထဲသူ့လက်ညှိုးနဲ့ထိုးပြီးအံအောင်ကြိုးစားတယ်ကျွန်တော်ကတငယ်ချင်းကိုပြောတယ်ဟာကောင်မင်းလုတ်ပေါက်ကတော်တော်ဆိုးတယ်မတော်တဆအဲ့ဒီနိုင်ငံသားဒီနေရာမှာနေအစာရင်ပေါက်ပြီးရှော့သွားရင်မင်းကိုအမှုပနိုင်တယ်နိုင်ငံတကာဥပဒေတောင်ဝင်လာနိုင်တယ်မင်းကောင်ကြီးအံလို့ဖြစ်အောင်လုပ်တကယ်တော့အဲ့လောက်မစိုးနိုင်ပါဘူးဒါပေမဲ့လူမြင်အကြံပေးခြင်းတဲ့ကောင်ဆရာလုပ်ခြင်းတဲ့ကောင်ဟိုလိုလုပ်ပါလားဒီလိုလုပ်ပါလားနဲ့ပါဇက်ရောလက်ပါအငြိမ်မနေတတ်တဲ့ကောင်ကျွန်တော်တငယ်ချင်းမှတ်လောက်သားလောက်ဖြစ်အောင်ခြောက်လိုက်တာပါ
ဒီတော့မှတငယ်ချင်းလည်းချိန်မကင်မိလက်မကင်မိဖြစ်ပြီးသူ့ခီးဆောင်အိတ်ထဲကအစည်းအဝေးဖိတ်စာကကြီးထဲတဲ့စက်ကူအကြီးထုတ်ဂျာမန်ကြီးအန်ရင်အန်လို့ရအောင်ပါဇက်အောက်မှာခံပေးဂျာမန်ကြီးကြောကိုနှိပ်ရင်ဘက်ကိုဖိအလုတ်ကိုရှုပ်သွားတာပဲခဏနေကြတော့ဂျာမန်ကြီးနည်းနည်းအန်နေအကြီးနည်းနည်းလေးများများဂျာမန်ငတိရလေသူ့မိန်းမရှိမှအန်ပြလိုက်ပြီးရောလှုပ်တာနေမှာပါမြို့သမီးကသူ့ယောက်ျားကိုရေနည်းနည်းတိုက်တယ်ပြီးတော့ဂျာမန်လူကတနက်ပြက်သလိုတတက်တက်ဆက်ပြီးစူပူကျိန်မောင်းနေတော့တာပါပဲဂျာမန်ကြီးခင်ဗျာရာပဲပြန်ပြောပြီးမျက်စိမိတ်နေရရှာတယ်တငယ်ချင်းကစိတ်ပြက်လက်ပြက်နဲ့ပြောတယ်ဒုတိယကမ္ဘာစစ်တုန်းကမဟာအင်အားကြီးဖြစ်တဲ့အမေရိကန်နဲ့အင်္ဂလိပ်တွေပြာသွားအောင်တိုက်နိုင်တဲ့ဂျာမန်တွေလဲမိမကြောက်ပါကလားကွာဟုတ်လဝမျောလင်းချက်မဲ့ကဘာကြီးဖြစ်သွားပြီလို့ပြောပြီးဝီစကီတစ်ခွက်မော့ချလိုက်တယ်ကျွန်တော်ကနာဇီယိုနိုင်အောင်တိုက်ခဲ့တဲ့အမေရိကန်သမ္မတရူးစဗယ်လဲသူ့မိမခိုင်းတာလုပ်ရတယ်လို့ဖတ်ဘူးတယ်ကွအေးအမေရိကန်တွေအရင်တော့အော်တဲ့နောင်ကျိုးမယ်ကဘာဆိုတာမဖြစ်နိုင်တော့ဘူး globalization လဲကိုမှာပဲငါစဉ်းစားမိတာရှိတယ်ကွမစဉ်းစားနဲ့တော့ကွာမပြောနဲ့တော့ပြောမယ်ကွာတလန်းလုံးမင်းပြောတာကိုစကားထောက်ခဲ့ရတာဒီတစ်ခါငါပြောတာမင်းနားထောင်ယထာပေါ်မှာပြေးစရာမရှိဘူးကွာဂိုင်းပြောချင်တာပြောဒီလိုကွာဒုတိယကမ္ဘာစစ်ပြီးကနေဟစ်တလာသူ့ကိုယ်သူတက်တည်သွားတာအသက်ရှင်ရဲ့စစ်ရှုံးမှဆိုလို့မဟုတ်ဘူးသူတို့ဂျာမန်တွေအားလုံးမိမကြောက်တယ်ဆိုတာကိုတိတိကျကျသိသွားလို့စစ်နိုင်လည်းမထူးဘူးစစ်ရှုံးလည်းမထူးဘူးဆိုပြီးနတ်ထင်တနက်တိတ်ပြစ်လိုက်ရပဲအာဟေးကောင်မင်းဘဝတစ်လျှောက်လုံးစဉ်းစားဆင်ခြင်ခဲ့သမျှဒီတစ်ခါတော့ဘယ်တော့မှမပြောင်းမြောက်ဘူးကွခွေးကောင်တော်လိုက်လားမင်းငါတငယ်ချင်းဖြစ်နေလို့တလောက်တော်တာအဲ့ဒီအကြောင်းသူတေသနာစာရန်ရေးစမ်းကွာမင်းကဘာကြော်သွားမယ်ဂျာမန်ကြီးအိတ်နေရှာပြီသူမိမငေါက်တုံးယထာပဲချိန်ဆက်ထွက်ခင်မှန်းတော့မသိလိုက်ဘူးဗျာနောက်တစ်နေ့မနေ့ကျမှရန်ကုန်ရောက်တယ်ကျွန်တော်တငယ်ချင်းကိုသူမိမစူမှမဟုတ်တော့ဘူးယထာနောက်ကြတယ်ကွာလို့ပြောလိုက်ရင်ပြီးပြီမောင်ဝနာရွှေမြူတင်မဂ္ဂဇင်းစက်တင်ဘာ2009ဟုတ်ကဲ့ပြီးပါပြီခင်ဗျာအခုလိုအစားဆုံးနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ